မိုင်းငယ်လေးဟာအဒီမတော်ဖြစ်တဲ့အတွက်ကြောင့်အိမ်မှာပဲမနေ့စာလေးကိုစားပြပဲတော့ဒီနေ့တော့ဘာစားပြလဲဆိုရင်မိုင်းငယ်တို့ရွှေညောင်မြို့ကမာချူရီဆိုင်ရနေပြီးတော့ချက်ပါတီလေးတွေဝယ်စားပြတယ်ရွှေညောင်တစ်မြို့လုံးမှာမိုင်းငယ်လေးကြိုက်ဆုံးဖြစ်တယ်စမူစာလေးကိုလည်းဝယ်စားပြတယ်အခုလိုရာသီဥတုအကူပြောင်းကာလမှာချောင်းသွင်းရင်ကြည့်ဖြစ်မှာလို့နွားနို့လေးနဲ့စားပါမယ်ရှင်နွားနို့လေးတက်ပါမယ်ရှင်ကဲကြိုက်ဆုံးဖြစ်တဲ့စမူစာလေးကိုရင်စားပါမယ်ရှင်စားဆိုင်နေနဲ့သူနဲ့လုံးဝမတူတဲ့အချက်ကဘာလဲဆိုတော့သူ့မှာမျိုးကြီးသူ့မှာပါမျိုးကြီးရတာလေးပါရှင်ချက်ပါတီကိုလေဘာနဲ့အကြိုက်ဆုံးဆိုတော့အာလူအနစ်လေးနဲ့စားရတာကိုကြိုက်ဆုံးပဲဖြစ်ပါတယ်ရှင်။ဒါသူရဲ့အာလူအနစ်လေးပေါ့နော်။ဒီစားအာလူအနစ်လည်းရတယ်လို့ခရမ်းချင်စီအနစ်လေးလည်းရပါတယ်ရှင်။ခရမ်းချင် sauce လည်းရပါတယ်ရှင်။မိုင်းငယ်တို့ကတော့အာလူဖတ်မလို့အာလူလေးကိုကြိုက်ပါတယ်ရှင်။မာရမအာလူရဲ့ခရမ်းသီးလေးရဲ့ပဲသီးရဲ့ပါပါတယ်ရှင်။အားကြပါရှင်။တော့ခရမ်းချင်စီအနစ်လေးနဲ့ထွန်းကြည့်ပါမယ်ရှင်ဒီလိုလေးကြော့လေးလုပ်ပါမယ်ရှင်တော့ခရမ်းချင်စီကိုစားနေတိတ်ထားပါဘောနော်ခရမ်းချင်စီတက်တုံတူတော့တက်တုံကြပါတက်ပါအောင်ရှင်ပြပါရှင်ကြပါဦးရှင်ဒီအာလူရင်းလေးကိုဗားလေးနဲ့ချက်ပြထားရဆိုရင်အများစုကအာလူတွေခရမ်းသီးတွေထည့်ကြတယ်ဒီထဲမှာတော့အာလူတွေထည့်ထားတယ်ပဲသီးတွေသုံးထားပါရဲ့ရှင်တချို့ဆိုင်လေးတွေမှာဆိုရင်ပဲလဲပါတယ်ခရမ်းသီးလဲပါတယ်အာလူလဲပါပါတယ်ရှင်ဒီဆိုင်လေးကတော့အာလူရင်းနဲ့ပဲသီးလေးပဲထည့်ထားပါရဲ့ရှင်ဟုတ်ခဏယူမယ်နော်ဒီစမူစာဘာလို့ကြိုက်တော့လဲဆိုတော့စားကောင်းလေးနဲ့စားရတာဒါတော့နောက်ဆုံးတစ်ချက်ပဲရှိပါရဲ့ရှင်။ကဲကျွန်မတို့စားတော့ပြီးရစီမှာဘယ်လိုလဲရှိရမို့ကျမရဲ့ညစ်တဲ့အယိုးစစ်တဲ့ကျမရဲ့ငါတို့လိုစားလိုက်တာပဲရှင်။ဒါတော့ကျွန်မတို့စင်ညာမျိုးရမှာကြီးဆိုင်ကနေဝယ်ထားပါရဲ့ရှင်။တစ်ခွက်ကို2500ကျပ်ပေးရပါရဲ့ရှင်။ဒီတစ်ခါမှာတော့တကြားကိုအနည်းငယ်ဆွတ်ထားပါရဲ့ရှင်။ဘာဖြစ်လို့လဲဆိုတော့တကြားကကျမတို့ weight တက်မဲ့နေရာမှာလည်းအထောက်အကူပြုတဲ့ပစ္စည်းတစ်မျိုးတည်းဖြစ်တယ်။ဒါတစ်ခုကကြတော့ကျမချောင်းဆိုးပြီးရင်းနည်းနည်းကြက်တာလည်းကြက်မပြတ်ဘူးလို့ပါရှင်။ က
ကဲကျမရဲ့မနေ့ကစားတော့မိရာဒီမှာတင်ပြီးပါပြီရှင်နောက်နေ့တွေမှာလည်းကျမတို့ဒီလိုနဲ့လည်းပြီးစားမဲ့အစားအစာအစ်စ်တော့အစားအစာစားတောက်မှုတင်ဆက်မှုတွေနဲ့အတူကျမတို့ခီးသွားတယ်ခီးသွားမှတ်တဲ့ဘလော့လေးတွေကိုလည်းညောင်ပြောပါမယ်ဖြစ်ပါတယ်ရှင်ကျမတို့ကိုကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ပြီးတော့ခီးသွားမှတ်တဲ့နေ့အစားတောက်ဘလော့တွေကိုကြည့်ကြည့်နေနော်ကျမတို့လည်းနဲ့ဒီကဒီတိုင်းပိုင်းအင်္ဂလိပ်ဆိုတဲ့ blog လေးကို like and subscribe လုပ်ပြီးတော့နောက်ဆုံးလိုက်ပါရရှင်။စာတော့နေ့အများကိုအစင်ထားရပိုင်ဆိုင်နေကြပါစီရှင်။ Bye bye